ကြိုက်ထီယိုဖျားဖူးမယ်ပြီးရင်အပြန်မှာသွန်းနာဘူမီရက်ဆော့မှာအပန်းဖြေကြမယ်ရင်နွေးချပရိသတ်အားလုံးမင်္ဂလာပါရှင်ခရီးထွက်ရတာကြိုက်တဲ့ရင်နွေးချပရိသတ်တွေအတွက်ကြိုက်ထီယိုဖျားဖူးပြီးအပြန်သွန်းနာဘူမီမော်တင်ဗျူးရက်ဆော့မှာဝင်ရောက်နားခိုခဲ့တဲ့ခရီးစဉ်လေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မနက်4 နာရီလောက်ရန်ကုန်ကနေပုံမှန်လေးမောင်းသွားတာကြောင့်ကင်းမွန်စကန်တောင်ချေကိုမနက်9 နာရီလောက်မှရောက်ပါတယ်ဒီနေရာမှာတခုတတိထားရမှာကကိုပိုင်ကားနဲ့သွားတဲ့အခါမှာကားအပ်တဲ့နေရာကိုတေချာရွေးရပါမယ်အရွေးမှားခဲ့ရင်နေ့ချင်းပြန်ကားရက်ခကိုပဲ1000 မှ 1000 ခွဲအထိတောင်ပေးရပါတယ်တကယ်ကရေချိုးဆိုင်တွေဘက်မှာအဲ့ရင်3000ကနေ9000ကျပ်အတွင်းပဲရှိတာပါတောင်တက်ကားစီးပြီးတော့တောင်ပေါ်ဆပြီးတော့ခြေချမိတာနဲ့ခံစားရတာကတော့အေးမြလန်းဆန်းမှုပါကားကိတ်ကနေတောင်နဲ့တက်လမ်းနဲ့ရှောင်းရသေးတာမလို့မောချင်ပေမဲ့ရင်မြင်တော်ကိုရောက်တာနဲ့မောသမရကိုပြေးစီပါတယ်ဘဲချိန်ဖူးဖူးရန်တက်ပယ်လာတဲ့ကြိုက်တီရုပ်ဆန်တော်ရှင်စီဒီတော်မြတ်ကြီးကတကယ်ကိုစိတ်ရဲ့အေးချမ်းရာကိုရစေပါတယ်နေမပူခင်ပြန်ဆင်းချင်တာမလို့ဘဲမှမသွားတော့ဘဲနဲ့အဝေးဖျားတွေကိုတစ်ခါကြည့်900နဲ့မှန်ဘလူးကနေဖူးခဲ့ပါတယ်ပြီးတာနဲ့တောင်အောက်ပြန်ဆင်းခဲ့ပြီးတော့ညအိမ်နာမဲ့သူဝနာပူမီမော်တင်ဗျူးရက်ဆော့ကိုဆက်လက်ချီတက်ခဲ့ပါတယ်ဟိုတယ်ကထူးခြားချက်ကစားဖွင့်ကားစားမှာအရန်နာမည်ကြီးပေမဲ့နောက်ပိုင်းသူ့ရဲ့ page မှာတော့တစ်နှစ်မှတစ် post လောက်ပဲတင်တာကိုတွေ့ရပါတယ်အခန်းကလည်းအရန်စင်းမကြီးပဲနဲ့တင်းနေတယ်လို့ယူဆလို့ရပြီးတော့အခန်းတွေကလည်းတန့်ရှင်းတက်ရပါတယ်ဟိုတယ်တစ်ခုတည်းဆိုင်ရင်တောင်ပေါ်ဒေသရဲ့ရက်ွက်လေးတစ်ခုနဲ့ဆင်တူပြီးတော့အပင်လေးတွေမြင်းနီလန်းလေးတွေနဲ့တီးတက်ဘန်ဂလိုလေးတွေကြောင့်မလို့အရန်ကိုမှတာရပါတယ်သူဝနာဘူမီမော်တင်ဗျူးရက်ဆော့ရဲ့အဓိကဆွဲဆောင်မှုကတော့မော်တင်ဗျူး Infinity Pool ပါရေကန်က Infinity Pool ပုံစံလေးစောက်ထားပြီးတော့တောင်တန်းတွေကိုငေးကြည့်လို့ရတာမို့လို့တကယ်ကိုမှ relax ကိုဖြစ်စေပါတယ်ရေကန်ကတိတ်အကျယ်ကြီးမဟုတ်တာကြောင့်လူများတဲ့ရက်တွေမှာညနေဘက်ဆိုရင်တော့လူကျပ်ပါတယ်ဒါပေမဲ့မနက်ဘက်ထပ်ဆင်းတဲ့အခါမှာတော့လုံးဝလူရှင်းပြီးတော့ရေကူးလို့အရန်ကိုအဆင်ပြေပါတယ်တိတ်မကြိုက်တာကတော့ breakfast ပါbreakfast က buffet ဆိုပေမဲ့အမျိုးအစားသိမ့်မစုံတာကြောင့် refill လုပ်မဲ့ဝန်ထမ်းနည်းတာရဲ့ကြောင့်နည်းနည်းလေးအဆင်မပြေဖြစ်ခဲ့ပါတယ်။အရသာကတော့မစိုးဘူးဆိုတဲ့အနေအထားမှာရှိပါတယ်။ဒါပေမဲ့ခြုံကြည့်လိုက်ရင်တော့ပေးရတဲ့ဈေးနဲ့တကယ်ကိုတန်တဲ့နေရာလေးတစ်ခုပါ။တောတောင်တပါဝါတွေရဲ့မြင်းနီလန်းလေးတွေရဲ့နဲ့အရန်ကုန်မှတာယာပြီးတော့ဓာတ်ပုံလေးတွေလည်းအရန်ကုန်မှရိုက်လို့ကောင်းပါတယ်။ရင်နွေးချပရိသတ်ကြီးတို့လည်းကြိုက်ထီရုပ်ဖျားဖူးပြီးရင်ဝင်ရောက်အနားယူနိုင်ဖို့ဒီနေ့ဗီဒီယိုလေးကနေတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။